အခုပြပြပေးမယ့်အကြောင်းအရာလေးကတော့ active user, explorer user နဲ့ disable user, all user စနစ်လေးပဲဖြစ်ပါတယ်ပထမဦးဆုံး account တစ်ခုကို login ဝင်ပေးပါ file user ကိုနှိပ်လိုက်ပါပြီးရင် any ကိုရွေးပေးပါgroup မှာကြတော့ကိုရှာမဲ့ brand လေးကိုရွေးပေးပါ search ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ all user စာရင်းထွက်လာပါပြီပြီးတော့တဲ့အခါ active user စာရင်းလေးကိုရှာပါမယ် active use ကိုရွေးပြီးတော့ group မှာရှာမဲ့ brand ကိုနှိပ်ပေးပါဒါဆိုရင်တော့ active user စာရင်းကြာလာပါပြီ file user ကိုပြန်သွားပေးပါ explorer စာရင်းကိုရှာမယ်ဆိုရင်တော့ explorer ကိုနှိပ် use ကိုပဲရွေးပေးပါ group နေရာမှာတော့အခု brand ကနှစ်ကိုပဲရွေးမယ်ဆိုရင်နှစ်ကိုပဲရွေးပေးပါ search ကိုနှိပ်ပါဒါဆိုရင်တော့ explorer စာရင်းကြာလာပါပြီ file user ကိုပြန်သွားပေးပါ disable စာရင်းရှာမယ်ဆိုတော့ disable ကိုရွေး use ကိုပဲရွေးပေးပါ group နေရာမှာကလည်းနှစ်ကို brand နဲ့ပဲရှာမယ်ဆိုရင် FTTH ကိုပဲရွေးပေးပါဒါဆိုရင်တော့ disable စာရင်းကြာလာပါပြီဒါကတော့ all user, active user, explorer user နဲ့ disable စာရင်း user လေးစနစ်လေးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်